ကောင်လေးတယောက်ရှိတယ်သူကတနေ့မှဆုံးမအဖြူစာခံလိုက်ရတာအဲ့ဒီနောက်ပိုင်းသူကလူတယောက်ရဲ့ရုပ်ရည်ထက်စိတ်ထားကိုပဲမြင်တော့တာပေါ့သူ့မျက်လုံးထဲမှာစိတ်ထားကောင်းတဲ့မိန်းကလေးတိုင်းကအရန်လှတဲ့နတ်သမီးလေးလိုဖြစ်နေရောအဲ့ဒီမှာသူက Rosemary ဆိုတဲ့မိန်းကလေးနဲ့ချစ်သူတွေဖြစ်သွားကြတယ်တကယ်တော့ Rosemary ကပေါင်200ကျော်တဲ့ဝါဝါတွတ်တုတ်မိန်းကလေးကြီးဗျဒါပေမဲ့ကောင်လေးမျက်လုံးထဲမှာတော့သူကတကယ်မော်တယ်ရှုံးလောက်အောင်ချောတဲ့သူပေါ့သူတို့တွဲနေတဲ့တချောင်းလုံးမှာရေစရာတွေကအများကြီးပဲအတူတူရေကူးသွားနေ Rosemary ရေထဲခုန်ချလိုက်တာနဲ့ရေတွေကဘုံပေါက်သူလိုစင်ထွက်လာတာတို့စားတော့ဆိုင်ကကလထိုင်းတွေကျိုးသွားတာတို့ပေါ့ဒါပေမဲ့ကောင်လေးကတော့ဓာရီဟုလုံးဝသတိမထားမိဘူးကလထိုင်းတွေမကောင်းလို့ဆိုပြီးဆိုင်ရှင်ကိုတောင်တွားရင်တွေ့သေးတာနောက်တော့မိဘတွေနဲ့ပေးတွေ့တဲ့အထိအချင်းတွေကရောက်လာရောဒါပေမဲ့ Rosemary ရဲ့အဖေကကောင်လေးရဲ့အလို့ရှင်ဌာနမှုခက်နေတာဗျာသူ့အဖေကလည်းသူ့သမီးအစ်စ်မှန်ရုပ်ရည်ကိုသိနေတော့ဒီကောင်လေးကပတ်စံမဲ့လို့ကတ်တာဆိုပြီးလမ်းခွဲဖို့ပတ်စံ9 သန်းတောင်ပေးပြီးနှင်ထုတ်ခဲ့သေးတယ်နောက်ဆုံးတော့ကောင်လေးရဲ့တငယ်ချင်းကမနေနိုင်တော့ပဲအဲ့ဒီအပြူစားထားတဲ့ဂါတာကိုဖြီးပြီးလိုက်တယ်အဲ့ဒီမှာတည်းမျက်စိပွင့်သွားပြီး Rosemary ရဲ့ရုပ်ရည်အစိတ်ကိုမြင်လိုက်ရတာကိုကောင်လေးမှအယမ်းလန့်သွားပြီးဘလို့ရင်ဆိုင်ရမှမသိတာနဲ့ Rosemary ကိုရှောင်ပြီးတော့တာတယ် Rosemary လားစိတ်မကောင်းဖြစ်ပြီးလမ်းခွဲစကားပြောကပျောက်သွားခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကျတော့မှကောင်လေးကသူ့ကိုယ်သူပြန်ဆင်ခြင်မိတာသူတကယ်ချစ်ခဲ့တာကရုပ်ရည်မဟုတ်ပဲ Rosemary ရဲ့စိတ်ထားလေးဆိုတာတီးသွားပြီးသူ့အိမ်အထိလိုက်သွားရှာတော့တာပေါ့နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပြန်ဆုံသွားကြပြီးကောင်လေးက Rosemary သွားလျာကိုပါလိုက်သွားမယ်ဆိုပြီးအချစ်ဆက်ကိုတက်တည်ပြခဲ့ပါတော့တယ်ဗျာ